အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်ကအိမ်ငားတဲ့အခါမှာသုံးလို့ရတဲ့အင်္ဂလိပ်လိုအမေဖြေလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့စခဲ့မှာပေါ့နော်ဒီချက်တို့စာလုံးဘက်မှာဆိုရင်တော့စာလုံးကအိမ်တွေကစာလုံးအုံနာပိုင်းနဲ့အိမ်တွေဆိုလို့ရှိရင်ဒီမြန်မာအုံနာရဲ့ထက်နည်းနည်းပို့ပြီးတော့တက်တာတယ်ပေါ့နော်အဲ့တော့% cost ဒီပေါ့နော် living cost လေးတွေ save ချင်တာပဲဖြစ်ဖြစ်အချို့ကြတော့ပို့ပြီးတော့လင်းလက်တယ်လို့ခံစားရလဲရှိအဲ့ခါကြတော့စာလုံးအိမ်တွေကိုငှားချင်တဲ့လူတွေအတွက်အဆင်ပြေဖို့အတွက်ဒီချက်ကဒီ podcast လေးလုပ်လိုက်တာပေါ့နော်အဲ့တော့ပထမဦးဆုံးမစခင်မှာကိုသိရမယ့် simple terms လေးတွေပြပြပေးမယ်ပေါ့နော်ပထမဦးဆုံးတစ်ခုက rent okay rent rent ဆိုတာကြတော့ကိုကဒီအိမ်မှာနေဖို့အတွက်လာဆင်ပေးရမယ်ငွေပေါ့နော်တစ်လဘယ်လောက်ပေးရမယ်ဆိုတော့ rent ပေါ့နော်သူက verb အနေနဲ့သုံးလို့ရတယ် verb အနေနဲ့ဆိုရင်တော့ဒီငားရမ်းတာပေါ့နော်ကားတွေငားတာတို့အိမ်ငားတာတို့အဲ့လို verb အနေနဲ့လည်းသုံးလို့ရတယ် okay second one က landlord owner ဟုတ်ပြီနော်အဲ့တော့သူကပြောချင်တာကတော့ဒီအိမ်ပိုင်ရှင်ကို landlord တမဟုတ်လဲ owner လို့ပြောကြတယ် okay နောက်တစ်ခုက tenant ဆိုတာကြတော့ဒီအဲ့မှာအိမ်ငားနေတဲ့လူပေါ့နော်တချို့ကသူများအိမ်သွားငားနေမယ်ဆိုလို့ရှိရင်အိမ်မှာအခန်းငားမယ်ဆိုတချို့က tenant ပေါ့နော်နောက်တစ်ခုက deposit ကကြတော့ဘာလဲဆိုတော့ကိုကအိမ်ကိုမဝင်ခင်မှာအရင်ချထားတာငါဒီလောက်ချထားတဲ့နေမယ်ဆိုတာပေါ့နော်ဇယံငွေလို့ပေါ့နော်များသောအားဖြင့်ကတော့ဒလစာပေးရတယ်โอเคဒါပေမဲ့အချို့ energy ပုံမှာမူတည်တာပေါ့နော်အိမ် owner ပုံမှာမူတည်တယ်ဒလစာလည်းဖြစ်မယ်နော်လာဝက်စာလည်းဖြစ်မယ်ပေါ့နော်နောက်တစ်ခုက utilities ဆိုတာဘာလဲဆိုတော့ utilities ဆိုတာဒီ electricity water internet bills တွေမီးတို့ရေတို့ internet ကုန်ကျစရိတ်တွေထပ်ပေးရမယ်မပေးရဘူးဆိုတာ utilities included excluded ဆိုတာပေါ့မူတည်သွားတယ် included ဆိုရင်ပါဝင်ပြီးသား excluded ဆိုရင်မပါသေးဘူးနော် now refundable ဆိုတာကြတော့ကိုကဒီပတ်စံကပြန်ရနိုင်တယ်ဆိုပါစို့ကိုကတလားကြိုပြီးအကြောင်းကြားမယ်ဆိုရင်ဒီ deposit က refundable ဆိုရှင်ပြန်ရနိုင်တယ် otherwise မဟုတ်ဘူးဆိုရင်မကြောင်းကြပဲနဲ့ထွက်မယ်ဆိုလို့ရှိရင် non refundable ဆိုတာပြန်မရနိုင်ဘူးအဲ့တော့ deposit က refundable or non refundable အဲ့ဒါလေးလည်းမေးလို့ရတယ်မေးချင်ပေါ့နော်ဟုတ်ပြီအဲ့တော့ simple terms လေးသိပြီဆိုရင်မေးခွန်းလေးစကြမယ်နော်ပထမဆုံးတစ်ခုက how much is the rent per month နော်တစ်လကိုဘယ်လောက်ပေးရမှာလဲဒါမေးရမယ်မေးခွန်းဟုတ်ပြီနော်အဲ့တော့ဖြေတဲ့အဖြေလေးတွေကိုနားထောင်ကြည့်အောင်သူတို့ဖြေပါ the rent is $800 per month အချို့ကကြတော့ it is $1,000 excluding utilities ဟုတ်ပြီနော်အဲ့လိုလေးဖြေတယ်အဲ့တော့ excluding နဲ့ including သိပြီးသားเนาะexcluding လို့ပြောလို့ရှိရင်ဒီမီးရေ internet bill တွေမပါဘူး including လို့ပြောရင်အဲ့ဒီဟာအပြီးအစီးကိုမှ1000ဟုတ်ပြီเนาะနောက်တစ်ခုက question 2ကကြတော့ how much is the deposit ကဘယ်လောက်ပေးရမှာလဲဟုတ်ပြီเนาะဘယ်လောက်ပေးရမှာနောက်တစ်ခုမေးချင်လဲ and how much deposit do I need to pay အဲ့ဒါလည်းရတယ်အဲ့တော့အချို့ကတူတူပဲဖြေတယ်เนาะရတော့အဖြစ်ရဒီမှာ one month's rent တလစာ two months rent တလစာ no deposit is required deposit ပေးစရာမလိုဟုတ်ပြီနော် deposit ပေးစရာမလိုနောက်တစ်ခုက question က is the deposit refundable ပြန်ပေးလားပေါ့နော် yes is fully refundable ပြန်ပေးပါတယ်ပြန်ရပါတယ်အရင်ထွက်ရင်ဟုတ်ပြီနော်is refundable if there is no damage okay damage တွေမရှိဘူးပေါ့ပျက်စီးမှုတွေမရှိဘူးအိမ်ပြန်အပ်တဲ့အခါမှာပျက်စီးမှုတွေမရှိဘူးဆိုတော့ပြန်ရပါတယ်ဟုတ်ပြီနော် is non refundable ဆိုရင်ပြန်မရဘူးဘယ်လိုအခြေအနေမှာလဲဆိုတော့သူကထည့်ပြောတယ် is non refundable if you leave without notice ဟုတ်ပြီနော် if you leave without notice ကြိုပြီးတော့ပြောပဲနဲ့ထွက်သွားလို့ရှိရင် non refundable ပါဟုတ်ပြီနော်ပြန်အမ်းပါဦးအဲ့ဒါလည်းဖြစ်နိုင်တယ် okay question 4ကပါလဲဆိုတော့ are utilities included in the rent အကယ်သူကဒါပါတော့800လောက်ပဲပြောတယ်ဆိုရင်ကို
ကိုကတေချခြင်းလို့ရှိရင် utilities ဘိုးတွေက included in the rent နဲ့မှာပါပြီးသားလားဆိုရင် yes utilities are included ဆိုပါပြီးသားလို့ပြောချင်တာ utilities are shared among tenants တွေကြားတယ်ပေါ့နော်ဒီအိမ်ငါးတွေအားလုံး share ပြီးတော့နော်တရားကြားတယ်ဆို9ယောက်ရှိတယ်ဆိုရင်9ယောက် share ပြီးတော့ပေးရတာအဲ့ဒါမျိုးသူတို့ပြောချင်လို့ရှိရင် utilities are shared among tenants ဟုတ်ပြီနော် utilities are not included ဆိုလို့ရှိရင်ဒီ rent နဲ့မပါဘူးပေါ့တက်ထပ်ပေးရမှာအဲ့ဒါလည်းဖြစ်နေနော်သူတို့ okay နောက်တစ်ခုကမြန်မာတွေအသိချင်းဆုံး is cooking allowed ဟင်းချက်တာကိုခွင့်ပြုလာပေါ့နော်ဒါမှဟုတ်လဲသူတို့ချွတ်မေးကြတယ် is cooking allowed in the house အိမ်ထဲမှာ cooking ချက်တာခွင့်ပြုလာပေါ့နော်အဲ့တော့ဒီမှာ light cooking is allowed light cooking ဆိုတာသူကဘောဘာဟာမျိုးတွေခောက်ဆွဲပြုတ်တာတော့နော်အချို့ light cooking ကတော့ရွက်တွေပါကြော်တာထိရတယ်ပေါ့နော်အဲ့ဒါလေးလက်ခံတယ် cooking is not allowed ဆိုလို့ရှိရင်လုံးဝချက်ခွင့်မရှိဘူးဟုတ်ပြီနော်အချို့ကကျတော့ cooking is allowed but no frying ကကြော်တာချက်တာကြော်တာတော့မရဘူးတဲ့နော်အချို့အိမ်တွေကတော့ချက်ခွင့်တော့ပေးတယ်ကြော်တာလည်းမခံဟုတ်ပြီနော် no frying ဆိုတာကြော်တာပြောတာ okay question 6 က are visitors allowed အချို့ကကျတော့လို့ပြောအဲ့ဒီခေါ်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုရင် answer တွေကဒီမှာကအဲ့ဒီခေါ်လို့ရလားလို့မေးတဲ့အခါမှာ answer တွေကဘယ်လိုဖြစ်မလဲချို့ကဖြေတယ်ဆိုတော့ yes visitors are allowed ဆိုရင်လက်ခံတယ်ရတယ်ပေါ့လာလို့ရတယ် visitors are allowed but no overnight stay အဲ့ဒါလာလို့ရတယ်ဒါပေမဲ့ညအိတ်လို့မရဘူးပေါ့နော် visitors are not allowed အချို့ကလုံးဝလက်မခံနော်အဲ့ဒါမလာရအောင်ဟုတ်ပြီအဲ့တော့နောက်တစ်ခုက how is the cleaning arrangement cleaning ကိုဘယ်လိုမျိုး arrange လုပ်ထားလဲပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လဲ how is the cleaning of the house arranged ဘယ်လို arrange လုပ်ထားလဲเนาะဒီတန်ရှင်းလုပ်တာတွေဘယ်လို arrange လုပ်ထားလဲဆိုလို့ရှိရင် tenants clean the house themselves အိမ်ငါးတွေကိုလည်းတန်ရှင်းရတယ်เนาะ once a week တစ်ပတ်တစ်ခါအဲ့လိုလေသူကပြောရနော်ဒါမှမဟုတ်လို့ရှိရင်လေ each tenant cleans their own room ကိုယ်ခံကိုယ်တိုင်တန်ရှင်းရတယ်အဲ့တော့ kitchen area တော့ဒီ common ဟာတွေကိုသုံးတဲ့ဟာလေးတော့ကိုရှင်းပြီးတော့တည်တန့်လုပ်စရာမလိုဆိုတဲ့ပုံပေါ့နော်you have to clean your own room that's it ဆိုလို့ရှိရင်ကိုခံကိုရှင်းရပြီဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်နောက်တစ်ခုက when is the air conditioning switch on and off time air conditioning ကဒီ aircon ပေါ့နော်ဖွင့်နေပိတ်တဲ့အချိန်ကဘယ်အချိန်နေလဲဟုတ်ပြီနော်အမဟုတ်လဲချို့ကမေးတယ်နော်မေးလို့ရတယ်ပါလေ is there a fixed air conditioning on and off time နော်ဒီဘယ်ကနေဘယ်အချိန်ထိပဲဖွင့်လို့ရမယ်ပေါ့နော် fixed ပေါ့နော်ဒီတသက်မဲ့လောက်ထားတာရှိလားပေါ့ဟုတ်ပြီနော်အချို့ကဖြေအဲ့ဒါဆိုဖြေတဲ့အခါကျတော့ air conditioning can be used anytime ဆိုရင်တော့အချိန်မီသုံးလို့ရတယ် limit မရှိဘူးပြောတာဟုတ်ပြီနော်ကြိုက်တဲ့အချိန်နေ့လည်ခင်းနဲ့သုံးလို့ရတယ်ညနေခင်းနဲ့သုံးလို့ရတယ်နောက်တစ်ခုက air condition is allowed at night only ညပဲခွင့်ပြုတယ်နော်အချို့ကအချိန်မှပြောထားတယ် from 9 p.m. to 6 a.m. အဲ့လိုအချိန်မှပြောထားတယ်ဒါကဆိုတော့ there is a timer for air conditioning ဆိုရင်သူတို့ကအချိန်သတ်မှတ်ထားတယ်ပြီးတော့သူတို့ကအချို့ကအဲ့ time သူတို့ဒီ adjust လုပ်ထားတာပေါ့နော် timer adjust လုပ်တော့သူဖွင့်အဲ့အချိန်မှဖွင့်ပြီးတော့ပိတ်သွားတာ auto ပိတ်သွားတာနော်နောက် question 9 ကကြတော့ဒီကျတော့ချိုးကြတော့ဒီ food court တွေနဲ့နေချင်တယ်နော်စားစရာတောက်စရာမဟုတ်လား restaurant တွေနဲ့နေချင်တယ်ဆိုရင် are there food courts nearby နော်နီးနားမှာ food court လေးရှိလားနော်စားတောက်စားတဲ့နေရာလေးရှိလားမဟုတ်လား are there restaurants nearby ဒါမှမဟုတ်လဲ are there shopping malls nearby ကိုသိချင်တာလေးပေါ့နော်ဘယ်နားမှာဒီနားအနီးမှာဘာတွေရှိလဲ shopping mall တွေရှိလားပါလားသိချင်အဲ့ဒါထည့်ပေးလို့ရတယ်နော် food court နေရာမှာအဲ့တော့ food courts or shops nearby အဲ့ဒါလည်းမေးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်ဖြေတဲ့လူတွေကကြတော့ yes there is a food court nearby ရှိတယ် there are many shops within walking distance ဆိုတာဒီလမ်းလျှောက်သွားရတဲ့ဆိုင်တွေအများကြီးပေါ့နော်လမ်းလျှောက်လို့ရတဲ့ဝင်းချင်မာတင်ကို shops တွေအများကြီးရှိတယ်နော်ဒါမှမဟုတ်ချိုးကြတော့ you need to take a bus or a train ပေါ့နော်bus စီးမစီးရင် train စီးပြီးတော့မှသွားလို့ရမယ်နော်အနည်းငယ်မှမရှိတော့
ပြီနော်အဲ့တော့ဒီ question လေးတွေကတော့ဒီချက်ကတော့ very simple နဲ့ easy ဟာလေးတွေစုထားပါတော့အဲ့တော့ okay ကိုသိချင်တာလေးတွေအဲ့ဒီအပြင်ရှိလို့ရှင်လေဒီအောက်မှာ comment ပေးထားလို့ရတယ်ဒီချက်ကအလင်းတင်လို့ရှင်းပြပေးတာမှာပေါ့နော်ကျေးဇူးတင်ပါတယ်